ဘုရားရှိခိုးပြီးဆိုရင်မျက်မျက်လုံးလို့ရင်ထဲမှာနှလုံးသွင်းပြီးမှရှိခိုးမယ်ဆိုရင်တော့အဲ့ဒီကုသိုလ်ကအကျိုးပေးလိုက်တာတာမန်ပေါ့စိတ်ပေါ့ပေါက်ပြီးတော့ထားသွားတဲ့လူရဲ့ကုသိုလ်နဲ့တော့ရှင်းလို့မရဘူးအဲ့ဒါဥတ္တိထားဖို့လို့လောကလူတွေကအကျိုးတရားကြတော့ကောင်းစားရခြင်းသို့တော့လှုပ်ဆောင်မှုကကောင်းစားဖြစ်မှအကျိုးတရားကောင်းစားရနိုင်တယ်လို့ပြောတာမန်လုံးရင်တော့တာမန်အစစ်မယ်လက်တန်းစားလို့ရင်လက်တန်းစားအစစ်မယ်ဒါတော့ကိုယ့်ကိုအကောင်းဆုံးရချင်တယ်ဆိုရင်အကောင်းဆုံးပြောင်းလုပ်ကြရမယ်ဆိုတာကိုတော့အတိတရားရှိထားဖို့လိုအပ်တယ်ပေါ့နော်အခုကိလည်းကြည့်ဘုရားဝတ်တယ်ပဲဆိုရင်တော့ခမင်းချက်ရတယ်သွားပြီးဩဃာတလုံးစင်လုံးနေကြပါအဲ့တော့ဘုရားဝတ်တယ်ပဲဆိုရင်လည်းဘုရားကလည်းအဲ့လိုမသွားသေးဘူးပေါ့ဒီမိုးချိုနန္တာတွေပါလေဖီးလင်းပြီးပါဘုရားကလည်းပါတန်တန်ပြန်ပြန်သွားတဲ့နာပေါ့နော်ဘုရားတရားတန်ခါယရဏသုံးပါးကိုကိုယ်ွယ်စိခတ်ခြင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံလောကမှာအမှန်တရားကိုသိတဲ့မြတ်စွာဘုရားတရားဓမ္မတန်တရားဝတ်ကနေထုတ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့တရားနည်းနည်းလေးလူတောင်းအများကြီးအကျိုးပြုနိုင်တဲ့တန်ခါဆိုပြီးတော့တမတံဗုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဆိုတာကိုယ်ပိုင်ဉာဏ်နဲ့သိတာအသိဉာဏ်ကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ကိုယ်ဝယ်ပါတယ်တရားဆိုတာသွားခါတမြတ်စွာ